မင်္ဂလာပါကျွန်တော်တို့ဒီလိုစကားပြောစာကြောင်းလေးတွေကနေ့စဉ်သုံးပါကျွန်တော်တို့အများကြီးသုံးဝင်နေပေါ့နော်စင်မီပူဇော်တာကိုအင်္ဂလိပ်လို offering candle light လို့ပြောတယ်ကျွန်တော်တို့ lightning festival ဆိုတာ Terinjot festival လို့ပြောတာပေါ့နော် Terinjot lightning festival နောက်တစ်ခုအမြောက်ဝေတာကို share merit လို့ပြောတယ်နောက်တစ်ခုအလူပွဲကို donation ceremony လို့ပြောတယ် ceremony ဆိုတာအခမ်းအနားကိုပြောတာပေါ့နော် donation ဆိုတာပေးလူတာကိုနောက်တစ်ခုတရားထိုင်တာကို take meditation လို့ပြောတယ်နောက် charity ဆိုတာတရားကိုပြောတာလူတန်းပေးကမ်းခြင်းပေါ့နော်နောက်တစ်ခု donate လူတန်းနဲ့နောက်တစ်ခု watch your language စကားစင်စင်နေပြောလို့ပြောတာမမရိုင်းနေပေါ့နော်အဲ့ဒီတိတ်ပဲပြောတာနောက်တော့ change the subject စကားလမ်းကြောင်းမလွဲနဲ့တဲ့နော်နောက်တော့ I'm speechless ဆိုတာစကားဘာပြောရမှန်းတော့မသိတော့ဘူးပေါ့နော်I'm speechless လို့ပြောတယ်အအောင်လုံးလို့ပြောတာပေါ့နော် speech ဆိုလို့ရှိရင်စကားကိုပြောတာ speechless ဆိုတာဘာပြောမှန်းမသိဘူးလို့ပြောတာနောက်တော့ attachment တိုင်အောင်စဉ်လို့ပြောတာနောက်တော့ pay homage ဆိုတာရှ िख ိုးကြောတာပေါ့နော်နောက်တစ်ခု how about that ဆိုတာဘယ်လိုလဲလို့ပြောတာပေါ့နော်